တော့တော့လို့လဲကောင်းပြီးတော့အားလေးရှိတယ်မြေပေးစံရဲ့ချစ်ချစ်တော့ရဲ့ကျရုပ်ဖြစ်ဖြစ်လဲထည့်လို့ရပါတော့နော်ချစ်ချစ်တော့မြေပေးစံနဲ့ကြာဆွေဟင်းညချက်တော့မှာပါ chicken leg penis lotus တူတော့ဘာနဲ့ချက်မှလဲဆိုတော့မီးသွေးမီးဖို့နဲ့ချက်မှာပါမီးသွေးမီးဖို့နဲ့ချက်မယ်ဆိုတော့မီးသွေးမီးဖို့လို့ရမှာပါနော်ဒီမွေးတာတော့တုံးစံတိုင်းပေါ့တူမီးမွေးပြီးတော့ယေရှုကိုတည်ထားခဲ့မယ်ယေရှုကိုတည်ထားခဲ့မယ်ဒါတော့မြေပဲဆန်ပါနော်မြေပဲဆန်ကိုရေးစင်ပြီးတော့အခွန်ချုပ်ပါမယ်ဒီလိုစင်တော့ chicken leg ချက်ချရာကိုစားနေနေနဲ့အချွေးပြောင်းတော့စေမယ်ပြီးတဲ့ခါကျရင်တော့လေရေစုံဝတ်တည်ပြီးတော့ရေနွေးဖြောတဲ့သဘောပေါ့နော်ဂျင်းနဲ့စက်တုံပြူနဲ့အငိမ့်နှံပြောင်းထည့်ပြီးတော့နည်းနည်းအငိမ့်နှံလေးပြောင်းတည်တည်တော့ပွိုင်းပြီးမှဖြစ်ပါတယ်ပြီးရင်တော့ပြန်ဆဲထားပါဒါတော့ lotus ကြာဆွဲပေါ့နော်ကြာဆွဲကိုအကုန်ခွာပြီးတော့အခုလိုမျိုးလေးတွေလှေးထားမယ်ပြီးတဲ့ခါကျရေစုံဆိုတဲ့အခါကျတော့အကုန်ခွာထားတဲ့ penis ကြာဆွဲပြီးတော့ဆိုတော့ပွိုင်းထားတဲ့ chicken လေးထည့်ပါမယ်ပြီးလို့ဆိုရင်ချစ်တုံဖြူပေါ့နော်ကိုများများကြိုင်တော့များများထည့်လို့ရပါတယ်ကိုကတော့9လောက်ထည့်ပါတယ်ပြီးလို့ဆိုရင်ဒီအိုးကို9နာရီ6နာရီလောက်ထိမီးလေးနည်းနည်းထည့်ပြီးရေလိုလေးရေနည်းနည်းထည့်လိုက်ပြီးတော့တည်ထားမှာဖြစ်ပါတယ်6နာရီလောက်တည်ထားပြီးရင်တော့သူကတောက်လို့ရပြီပေါ့နော်အရသာနေနဲ့တော့စားနေ